အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့စံတော်ရှင်ကြိုက်တီယိုဇီရီတော်မြတ်ကြီးရဲ့တမိုင်းအကြောင်းပဲဖြစ်ပါတယ်အကြောင်းအရာလေးကိုမစခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့အားလုံးကိုအတိပေးတောင်းဆိုပါရစေဗျာအံ့မွဲကောင်းအောင်လူသူမနီသောတောနယ်ကြီးထဲမှာတောင်ထုတစ်ခုပေါ်တွင်ရှေးကခဲရခဲစစ်တည်ထားခဲ့သောကြိုက်တီယိုဇေရီတော်၏ရှေးလူကြီးသူမများပြောဆိုရေးသားကြသောတမိုင်းကြောင်းကဤသို့ဖြစ်ပါသည်ဂေါရမမြတ်စွာဘုရားပွင့်ကားနီနှစ်ပေါင်း90ခန့်တွင်သူဗိနာကရအမည်ရှိသောမင်းနေပြည်တော်မြို့ကြီးတစ်မြို့သည်ရှေးကကိစ္စဂီရီတောင်ဟုခေါ်သောဇင်းညိုက်တောင်အနီး၌ရှိခဲ့ဖူးပါသည်ထိုမြို့တွင်ဒိဋ္ဌဓမ္မရာဇာမင်းသည်တိရိကပ္ပဒေဝီကိုတောင်းညာထားကဆန်ထားလျက်ရှိသည်ထိုဒိဋ္ဌဓမ္မရာဇာမင်းသည်တိရိကပ္ပဒေဝီမိဖုရား၏သားတော်နှစ်ပါးတွင်သားတော်ကြီးသည်ခမဲတော်နှင့်မျက်နှာတန်တန်ကိုဟန်မာတူသဖြင့်ခမဲတော်၏အမည်ရင်းအတိုင်းဒိဋ္ဌဓမ္မဟုခေါ်၍သားတော်အငယ်ကိုမူခြေဘဝနှစ်ဖက်၍ချင်းသေးရုပ်ဆက်လက်ခဏပါသောကြောင့်တိဟကုံမာဟုအမည်မှဲ့ခေါ်ကြလေသည်မင်းသားနှစ်ပါးအရွယ်သို့ရောက်လာသောဒိဋ္ဌမင်းသားသည်ဤသို့တန်ဝေကစိတ်ဖြစ်ပေါ်လာလေသည်တလောကလုံးလူတို့သည်ဆက်ဆုပ်ယွန်ရှာပွဲကောင်းလာသောအစာတစ်အိမ်နှင့်အစာအောင်အိမ်နှစ်ခုကြား၌ဆင်းရဲပင်ပန်းစွာပဋိသန္ဓေနေခဲ့ရသည်ဖွားမြင်ပြီးသည့်နောက်၌လည်းတိုးတောင်းလာသောလူဘဝ၏တက်တန်းတွင်ဒုက္ခမျိုးမျိုးခံစား၍သေဆုံးရခြင်းသာအဆုံးဖြစ်ချေ၏နောက်တစ်ဖန်ဘဝတစ်ကိုရပြန်လျင်လည်းဤကဲ့သို့အစာအဆုံးမရှိသောတန်တရာကျင်လည်ရာဘေးဥမည်ဟုဇာတိဇရာမရဏတို့၏ဘေးကိုတွေးရသည်နှင့်ဘဝမှလွတ်မြောက်ရာချမ်းသာကိုရနိုင်ရန်တောထွက်ခါယတိယဟန်ပြု၍ကမ္မထံဘာဝနာအလုပ်ကိုအားထုတ်မှသင့်တော်မည်ဟုဆင်ခြင်စဉ်းစားမိလေသည်သို့ဆင်ခြင်မိသည်နှင့်ဤတော်တိဟကုံမာမင်းသားအားမိမိသည်တောထွက်ပြီးယတိယဟန်ပြုကနေတော့ပြီဤတော်သာခမဲတော်မေတော်တို့ကိုစောင့်ရှောက်၍ထီနန်းကိုစိုးစံရစ်ပေတော်ဟုမှာကြားလေလျင်ဤတော်တိဟကုံမာကလည်းထီနန်းကိုမလိုပါအကိုတော်နောင်တော်နှင့်ပင်အတူတောထွက်၍ယတိယဟန်ပြုပါမည်ဟုပြန်ပြောရှာလေသည်တနေ့သောအခါသူဗိနာကရပြည့်ရှင်ဒိဋ္ဌမင်းကြီးနှင့်တိရိကပ္ပဒေဝီမိဖုရားကြီးသည်အသက်အရွယ်ကြီးရင်လာသည့်အလျောက်ဥပုသ်ဆောင်ဝင်ရကာသားတော်နှစ်ပါးကိုခေါ်တော်မူ၍ထီးနန်းနှင့်အိမ်ရှိရာကိုအနှင်းကြမိသည်သားတော်နှစ်ပါးကမိမိတို့သည်ထီးနန်းစည်းစိမ်ကိုအလိုမရှိကြပါတောထွက်၍ယတိယဟန်သာပြုလိုပါသည်ဟုလျှောက်ထားလေလျင်မင်းကြီးနှင့်မိဖုရားသည်သားတော်များတောထွက်ဖို့အရေးကိုခွင့်မပေးဘဲနေလေ၏ခမဲတော်နှင့်မဲတော်တို့ထံမှတောထွက်ရန်ခွင့်မရသောအခါမင်းသားနှစ်ပါးသည်ပွဲတော်ကိုပင်မတည်နိုင်ဘဲနေကြရမှကြားသောအာဟာရဓာတ်ကိုအမိပြု၍တည်နေသောကိုယ်ခန္ဓာကြီးသည်လည်းတနေ့တခြားအသားအရည်များပါကအယိုးပေါ်အရည်တင်တကဲ့သို့မတ်တဲ့လဲလူမတက်ပင်ပိန်ချုံချိနေ၍လာလေသည်ဤတွင်မှတောထွက်ဖို့အခွင့်အရေးမပေးလျင်သားတော်နှစ်ပါး၏အသက်အန္တရာယ်သည်စိုးရိမ်မွယ်ဖြစ်ပေတော့မည်ခွင့်ပေးလိုက်၍တတိယအောင်မေလွမ်းစွပါကတောသို့လိုက်၍တွေ့နိုင်သေးသည်ဟုတွေးတော်ကသားတော်နှစ်ပါးအားယတိယဟန်ပြုခွင့်ပေးတော်မူလေသည်ခွင့်ရသောအခါမင်းသားညီနောင်နှစ်ပါးသည်ယသိတို့အသုံးဆောင်နှင့်စေဝါများကိုယူ၍မဲတော်ခမဲတော်တို့ကိုကြော့ကာသူဗိနာကရမြို့တော်၏တောင်ဘက်တကားမှထွက်ပြီးလျင်ယနေ့ဇင်းညိုက်တောင်ဟုအမိတွင်နေသောကိစ္စဂီရီတောင်သို့ကြွားသွားလေသည်ကိစ္စဂီရီတောင်သို့ရောက်ကာအရေးအာဝါဒကောင်းမွန်၍ရေကောင်းရေတန့်ရနိုင်ပြီးတကြီးဝါကြီးများပေါ်များသောတင့်လျော်သည့်နေရာကိုရွေးချယ်ပြီးလျင်ကျောင်းသင်ငန်းတစ်ဆောင်ကိုဆောက်လုပ်ကာညီနောင်နှစ်ပါးသည်ယသိအသွင်ဖြင့်ကမ္မထံဘာဝနာတရားကိုအားထုတ်၍နေကြလေသည်သို့နေကြရာ၌အချိန်ရှိသည့်တရားတော်ကိုညှိနှိုင်းတိုင်ပင်ဆွေးနွေးနေခြင်းကြောင့်ငါတို့ညီနောင်နှစ်ပါးသည်
ယခုကဲ့သို့အတူတကွနေထိုင်ပြီးစကားပြောကအချိန်ကုန်နေလျင်တရားရနိုင်မည်မဟုတ်တူစီတိချနေထိုင်၍တရားအားထုတ်ပါမှတင့်တော်မည်ဟုနောင်တော်ယသိအကြံပေါက်လာသည်နှင့်ညီတော်ယသိအားယနေ့ဇွဲကပင်တောင်ဟုခေါ်ဆိုနေကြသောဗန္နဝဂိရိတောင်သို့ကြွရောက်သတင်းသုံးစေသည်ဤသို့ညီနောင်နှစ်ပါးတိချနေထိုင်ကြပြီးကမ္မထံဘာဝနာတရားကိုကြိုးစားအားထုတ်ကြရာမယာမီကာလအတွင်ယသိညီနောင်နှစ်ပါးသည်လောကီဇံများကိုရရှိကြလေသည်ကိစ္စဂိရိတောင်ယနေ့ဇင်းညိုက်တောင်အနောက်ဘက်၌ရှိသောပင်လယ်ကမ်းခြေကြီးသည်ဥယျာဉ်ကြီးတစ်ပွဲသားရလာသောကြောင့်ပင်လယ်မှနဂါးတို့သည်လှည့်လည်လာတတ်ကြပြီးလူအသွင်ဖန်ဆင်းကစိတ်ချမ်းသာကိုယ်ချမ်းသာနေကြလေသည်ထိုအချိန်ကဟိမွန်ဒါတောင်မှဝိစဒိုများသည်လည်းကိစ္စဂိရိတောင်သို့အသွားအလာများကြလေသည်တနေ့သ၌လူရောင်ဖန်ဆင်းကတောတောင်ရင်းမြစ်၏တာယာသောရှုခွင်းတွေကိုကြည့်၍ကြည်နူးနေသောနဂါးမနှင့်ဟိမွန်ဒါတောင်မှဝိစဒိုလူလင်တဦးသည်ကမ်းခြေတွင်ဆုံမိကြသောအခါဒူနှင့်ဒူမေတ္တာယုဖိတ်ရာဂစိတ်သောကိုယ်လည်းနှီးနှောကြရမှနဂါးမ၌ပဋိသန္ဓေဆွဲကပ်သွားလေသည်နဂါးမသည်ပဋိသန္ဓေရင့်မာသည့်တိုင်အောင်ဆောင်ဆိုင်ပြီးနောက်ကမ်းခြေမှပင်ဦးကြီးနှလုံးကိုဥချကာနဂါးပြည်သို့ပြန်သွားရှာလေသည်နဂါးပြည်ပြန်သွားပြီးနောက်မကြာခင်ပင်တိတ်တယသိသည်ကိစ္စဂိရိတောင်မှချင်းချောင်းလက်ဆန့်ကမ်းခြေသို့ဆင်းလာခိုင်ထူးဆန်းသောဦးကြီးနှလုံးကိုတွေ့လေသောကျောင်းသို့ပြန်၍တည်လာလေသည်ညအချိန်ရောက်သည့်ကာလဗန္နဝဂိရိတောင်ယနေ့ဇင်းညိုက်တောင်ရှိညီတော်တိဟယသိကိုမိဖြင့်အချက်ပြခေါ်ပြီးလျင်ဦးကြီးတစ်လုံးကိုညီတော်အားပေးလိုက်လေသည်အာတက္ကရာ89ခုနှစ်၌တိတ်တယသိကြီးယူသွားသောဥမာလူသားယောက်ျားလေးခွမ်းမြင်လေသည်ထို့ထက်အချိန်အနည်းငယ်နှောင်းပြီးတိဟယသိထံမှဥသည်လည်းလူယောက်ျားကလေးပင်ဖွမ်းမြင်ပြန်လေသည်ယသိညီနောင်နှစ်ပါးသည်အဋိဋ္ဌံဖြင့်လက်ညှိုးမှနှုတ်ထွက်စေပြီးသူငယ်နှစ်ယောက်ကိုကြည်ပြင်းအောင်ကျွေးမွေးခဲ့ရာညီတော်တိဟယသိမွေးထားသောသူငယ်သည်ဆယ်နှစ်သားအရွယ်တွင်ကြောက်ရောဂါဖြင့်ကွယ်လွန်လေလျင်ဗာရာဏသီပြည်မှတထေးမျိုးတွင်သွား၍ပဋိသန္ဓေဝင်စားလေသည်နောင်သောအခါဂွန်ပတိယန္နာပတိကြီးဟုကြော်သောလက်တံကိစ္စဂိရိတောင်ယနေ့ဇင်းညိုက်တောင်း၌တိတ်တယသိကြီးမွေးမြူထားသောသူငယ်သည်အသက်20အရွယ်သို့ရောက်ချိန်တွင်သူဗိနာကရပြည်ရှင်တိတ်တမင်းကြီးသည်စရာဒုပ္ပရအရွယ်သို့ရောက်ပြီးဖြစ်၍သူအိုနာဖြင့်နတ်ရွာဆန်လေသည်ထိုအခါထီနန်းဆက်ခံမိသူမရှိသဖြင့်မူကြီးသေနာပတိတို့ကကိစ္စဂိရိဇင်းညိုက်တောင်းနှင့်ဗန္နဝဂိရိဇွဲကပင်တောင်တွင်နေကြသောတိတ်တယသိကြီးနှင့်တိဟယသိကြီးတို့ထံတွင်ချိကပ်ပြီးလျင်ခမဲတော်တိတ်တမင်းကြီးနတ်ရွာဆန်တော်မူသောကြောင့်သူဗိနာကရပြည်ကိုအုပ်ချုပ်၍မင်းလုပ်ပါဟုတောင်းပန်လျှောက်ထားကြလေသည်ထိုအခါယသိညီနောင်နှစ်ပါးတို့ကအာတို့သည်အရွယ်ငယ်စဉ်ကပင်ထီနန်းစည်းစိမ်ကိုအလိုမရှိကြဘဲဆုံးပြေခါတောထွက်၍ယသိယဟန်ပြုကြလေသည်အရွယ်ကြီးရင်ပြီးယသိယဟန်ဖြစ်ခါမှထီနန်းစည်းစိမ်ကိုပို၍အလိုမရှိသင်တို့အလိုရှိခဲ့လျင်ငါတို့မွေးမြူထားသောသားကိုစောင်း၍နတ်တင်ကြဟုအမိန့်ရှိသောအခါမုမတ်သေနာပတိတို့ကလည်းရွှင်လန်းဝမ်းမြောက်စွာယသိနှစ်ပါးနှင့်နာဂဝိဇ္ဇာသတို့သားကိုသူဗိနာကရနေပြည်တော်သို့ဆောင်ယူကြလေသည်ယသိညီနောင်နှစ်ပါးသည်သူဗိနာကရနေပြည်တော်သို့ရောက်လက်သောခမဲတော်ဘုရင်ကြီးအလောင်းကိုကောင်းစွာသင်္ကြိုပြီးနောက်မိမိတို့နှစ်ပါးအမည်ကိုပေါင်းဆက်၍နာဂဝိဇ္ဇာသတို့သားလေးအားတိတ်တဓမ္မတိဟရာဇာဟုဘွဲချီးမြောက်၍ဗိသိက်သွန်းပြီးနန်းတင်ချလေသည်မိဖုရားမှာကျွဲချံရွာသူမင်းသမီးဖြစ်လေသည်ဟုအဆိုရှိလေသည်သူဗိနာကရနေပြည်တော်ကိုလည်းသူဝနဘူမိနေပြည်တော်ဟုသမုတ်ကြလေသည်မဟာတက္ကရာ100ခုနှစ်သို့ရောက်သောအခါဂွန်ပတိယန္နာအရှင်သည်အတိတ်ဘဝကဖခင်နှင့်ဦးကြီးတော်ခဲ့သောတိတ်တယသိနှင့်တိဟယသိထံသို့ကောင်းကင်ခရီးဖြင့်ကြွလာ၍မိမိအကြောင်းကိုပြောပြပြီးလျင်
မစ္စည်းမဒေသ၌မြတ်စွာဘုရားပွင့်တော်မူလျက်ရှိကြောင်းနှင့်နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သောတရားတော်၏ဂုဏ်တော်ကိုဟောကြားရာတွင်ယသိညီနောင်နှစ်ပါးသည်မြတ်စွာဘုရားသခင်ကိုမျက်ဝါးထွင်နှင့်ဖူးမြင်လိုသောဆန္ဒတရားတော်ကိုနာကြားလိုသောဆန္ဒဖြစ်ပေါ်လာသဖြင့်ဂုဏ်ပတိမထေရမြတ်ကြီးဟာမြတ်စွာဘုရားထံသို့ပြန်ရောက်လျင်သူအနာဘူမိသို့မြတ်စွာဘုရားပြည့်ဆောင်ပေးပါရန်တောင်းပန်လျှောက်ထားကြလေသည်ဂုဏ်ပတိအရှင်သည်မြတ်စွာဘုရားသခင်အားသူအနာဘူမိသို့ကြွရောက်ရန်ပင့်လျင်ယန္နာ900နှင့်ကြွလာမည်ကိုတကူတော်နှင့်သိရှိရသဖြင့်ယတိကြီးနှစ်ပါးအားနောက်9ရက်မြောက်သောနေ့တွင်မြတ်စွာဘုရားနှင့်တကွယန္နာ900သူအနာဘူမိသို့ကြွလာပါမည်စံကြောင်းတော်များအစဉ်သင့်စီမံထားပါဟုပြောကြားပြီးလျင်သူအနာဘူမိပြည့်ရှင်ဒိဋ္ဌဓမ္မရာဇမင်းကြီး၏နန်းတော်သို့ကြွသွားလေသည်နန်းတော်သို့ဂုဏ်ပတိမထေရမြတ်ကြီးကြွလာသည်ကိုမြင်လျင်ဒိဋ္ဌဓမ္မတိဟရာဇမင်းကြီးသည်စီးကြို၍အဘယ်အရက်ကအဘယ်လို့ငါကြွလာပါသနည်းဟုလျှောက်ထားလေသောကိစ္စဂိရိတောင်း၌သတင်းသုံးနေသောဒိဋ္ဌယတိကြီးသည်တင်မင်းကြီးကိုသားအမတ်ဖြင့်မွေးထားစဉ်ဗန္နဝဂိရိတောင်း၌သတင်းသုံးနေသောတိဟယတိကြီးကလည်းငါကိုသားအမတ်ဖြင့်မွေးထားခဲ့ပေသည်10 နှစ်သားအရွယ်ငါတည်လွန်ခဲ့၍မစ္စည်းမဒေသ၌အမျိုးသမီးတူတွင်ဝင်စားပြီးဖွားမြင်လာရပေသည်ယခုအရွယ်ရောက်လက်သောမြတ်စွာဘုရား၏တရားတော်ကိုနာရသဖြင့်ယဟန်ဖြစ်လာသောငါသည်ရှေးဘဝကသင်မင်းကြီးညီတော်ခဲ့ဘူးသည်ဤနေ့မှစ၍9 ရက်မြောက်သောနေ့တွင်မြတ်စွာဘုရားသခင်သည်ယန္နာ900နှင့်အတူကြွလာတော်မူလိမ့်မည်သင်မင်းကြီးသည်စံကြောင်းတော်များကိုစီစဉ်ထားသင့်သည်ဟုပြောပြီးလျင်မင်းကြီးနှင့်တကွမိဖုရားအားဇယိုက်နှင့်လျောညီစွာသင့်လျော်သောတရားကိုဟောကြားကာကောင်းကင်ခရီးဖြင့်မစ္စည်းမဒေသသို့ကြွသွားတော်မူလေသည်ဂုဏ်ပတိယန္နာပတိကြီးပြန်ကြွသွားပြီးနောက်ယသိညီနောင်လည်းနန်းတော်သို့ဝင်လာပြီးသားဖြစ်သူဘုရင်အားမစ္စည်းမဒေသ၌ပွင့်တော်မူသောမြတ်စွာဘုရားသည်နောင်9 ရက်ကြာလျင်ယန္နာ900ဖြင့်ကြွလာတော်မူလိမ့်မည်စံကြောင်းတော်များနှင့်တကွစွမ်းဘောစဉ်တို့ကိုအသင့်စီစဉ်ထားဖို့မိန့်တော်မူလေသည်ဒိဋ္ဌဓမ္မတိဟရာဇမင်းကြီးလည်းမူမတ်တို့ကိုခေါ်တော်မူ၍မစ္စည်းမဒေသမှဘုရားမူရှိသောယန္နာ900သည်9 ရက်မြောက်သောနေ့တွင်ကြွရောက်လာလိမ့်မည်ဘုရားရှင်နှင့်တကွယန္နာ900သတင်းသုံးရန်ဘုရားနှင့်ထိုက်တန်သောကျောင်းတော်ကြီးများကို9 ရက်အတွင်ပြီးအောင်ဆောက်လုပ်စေဟုအမိန့်ထုတ်လေသည်မူမတ်ဒေနာပတိတို့သည်မြတ်စွာဘုရားနှင့်နောက်ပါယန္နာ900သတင်းသုံးနေဖို့ကျောင်းတော်ဆောက်လုပ်ရန်အတွက်သူအနာဘူမိနေပြည်တော်၏လေးပြင်လေးရပ်သို့လှည့်လဲ၍လက်သမားရှာပါတော်လဲ9 ရက်အတွင်ပြီးမြောက်အောင်ဆောက်လုပ်ပေးနိုင်မည်လက်သမားကိုရှာဖွေ၍မရဖြစ်နေလေသည်ထိုကြောင့်ကိုတရားမင်းသည်နတ်တို့၏တကူဖြင့်သိ၍လက်သမားအတွင်ဆောင်ပြီး9 ရက်အတွင်ပြီးအောင်ဆောက်လုပ်ပေးနိုင်ကြောင်းတာဝန်ယူဆောက်လုပ်လေသည်ဘုရင်မင်းကြီးသည်ကြီးကျယ်ခမ်းနားစံကြယ်လာသောကျောင်းတော်ကြီးကို9 ရက်အတွင်ပြီးအောင်ဆောက်လုပ်ပေးနိုင်သောလက်သမားအားဆုလက်များစွာပေးရာလက်သမားကမြည်သည့်ဆုလက်ကိုမျှမယူဘဲကျောင်းတော်ကြီးအားရေစက်သွန်းချသောအခါရရသောကုသိုလ်အဖို့ကိုသာအမြပေးပါဟုပြောပြီးလျင်ဤလက်သမားကလူမဟုတ်တရားမင်းဖြစ်တန်ရာဟုအကဲခတ်မိချလေကုန်၏ဂုဏ်ပတိမထေရကြီးသည်မြတ်စွာဘုရားယုတိစွာရှိခိုးလျက်သူအနာဘူမိနေပြည်တော်၌မိမိဖခင်ဖြစ်ခဲ့ဘူးသောယသိနှစ်ပါးနှင့်တိုင်းသူပြည်သားတို့အားတရားရည်အမြိုက်စေတိုက်ကြွေးတော်မူရန်ဒေသစာရီကြွချီတော်မူမည်အကြောင်းတောင်းပန်လျှောက်ထားလေလျင်သူအနာဘူမိ၌ယသိအများနှင့်များစွာသောတိုင်းသူပြည်သားတို့အကျိုးတရားရအံ့သည်ကို၎င်းစံတော်ဓာတ်တော်များကာလရှိစွာတည်လျက်သာသနာထုံးကားမိအကြောင်းကို၎င်းတပင်ညုတဉာဏ်ဖြင့်သိတော်မူ၍ဂုဏ်ပတိမထေရလျှောက်ထားတောင်းပန်ချက်ကိုမြတ်စွာဘုရားခွင့်ပြုတော်မူလေသည်ထိုအခါတရားမင်းသည်မြတ်စွာဘုရားသတင်းသုံးရန်မိုးဦးလေးပဲရှိသောပြတ်သက်အခတာဝက2 ပါးသတင်းသုံးရန်မိုးဦးနှစ်ဖက်ရှိသောပြတ်သက်ကျွင်းသောတာဝကတို့သတင်းသုံးရန်မိုးဦးတစ်ဖက်ရှိသောပြတ်သက်အစရှိသဖြင့်900သောပြတ်သက်တို့ကိုဖန်ဆင်း၍
သူ့နာဘူမိတို့ကြွလျင်ဤရင်ပြသက်ကိုစီနေပြီးကြွတော်မူပါယံလျှောက်ထားလှူဒန်းလေသည်မြတ်စွာဘုရားသခင်သည်နန်းနန်းမိုးတော်အလင်းရောက်လက်သောတရရပုံနမတွင်ငါးပြာအန်ဒီရဲ့ရှင်းရှင်းပဲလျက်ကျေတာယာနက်ခတ်တို့ဝန်းပတ်ချမ်းရန်ကယူကန်တို့တောင်ဦးမှကွန်မြူ၍ထွက်လာသောတစောင်းမုံလာပြည့်ဝန်းကြီးကဲ့သို့ယရနာခန္ဓာကုတီတိုက်တော်မှထွက်တော်မူပြီးလျင်တန်ဃာထေပြန်ဝဲရရန်ကကျောင်းတော်မှဆင်းသက်တော်မူလျက်မဟုတ်လေးပဲရှိသောပြတ်သက်တွင်တရင်သုံးတော်မူလေသည်အခသာဝကနှစ်ပါးတို့သည်မဟုတ်နှစ်ပဲရှိသောပြတ်သက်တို့၌၎င်းကျွင်းသောယဟနာတို့သည်မဟုတ်တစ်ပဲရှိသောပြတ်သက်တို့၌၎င်းအသီးသီးတရင်သုံးတော်မူလျက်နတ်ရင်ပြန်900သည်အာဂါသခရီးဖြင့်သူ့နာဘူမိသို့ရှေ့ရှုကာပြန်သွားကြလေသည်သူ့နာဘူမိသို့ရောက်သောအခါဖျားမှုရှိသောယန္နာ900တို့သည်တရားမြင်ဆောက်လုပ်ထားသောကျောင်းတော်သို့တက်ဆင်းတော်မူလေရာယသိညီနောင်နှစ်ပါးနှင့်ဒိဋ္ဌဓမ္မတိယရာဇာမင်းမုမတ်သေနာပတိတို့သည်စီးကြိုပင့်ဆောင်ကြလေသည်များစွာသောမြို့သူမြို့သားတို့သည်မြတ်စွာဘုရား၏ကိုယ်တော်မှဖြူနီညိုမောင်ပြိုးပြိုးပြက်ပြက်တခဲနဲ့သောရောင်ကြီးတော်6တွယ်တို့သည်တပြောင်ပြောင်ထုံးလင်းလျက်ရှိသည်ကိုမြတ်ဝါတွင်တွင်ဖူးတွေ့ရလျင်လွန်စွာဝမ်းသာပီတိရှိကြလေကုန်၏မြတ်စွာဘုရားသည်ကျောင်းတော်သို့တက်တော်မူကားမြတ်သောနေရာ၌တရင်သုံးတော်မူ၏ယန္နာ900တို့သည်နေရာအသီးသီး၌တရင်သုံးတော်မူကြလေသည်ဒီညီနောင်နှစ်ပါးနှင့်ဒိဋ္ဌဓမ္မတိယရာဇာမင်းသည်ကျောင်းတော်ကြီးကိုရေစဲသွန်းချလှူဒန်းလေ၏ထို့နောက်မွန်မြတ်သောဘောဇင်တို့ဖြင့်လှုပ်ကြွေးပြီးအထူးထူးသောလှူဒန်းပွဲတို့ဖြင့်လှူဒန်းပူဇော်ခြင်းအမှုကိုပြုကြလေကုန်၏ဘုရားရှင်သည်ရောက်လာသောပရိသတ်တို့အားဒေသနာရေးအမြိုက်စေးတိုက်ကြွေးတော်မူလေ၏မြတ်စွာဘုရားသခင်သည်တရားမြင်ဆောက်လုပ်ထားသောကျောင်းတော်၌ဖလားသမပတ်မြတ်သောချမ်းသာဖြင့်နေလင့်တော်မူ၏ယန္နာ900တို့သည်လည်းတင့်တင့်လျောက်ပတ်သောနေရာတွင်ဇန်ချမ်းသာဖိုးချမ်းသာဖြင့်အသီးသီးနေတော်မူကြကုန်၏ဥပဒကဥပဒကီတို့သည်ဗန္နံသာစီမီတို့ကိုလက်ဆွဲလျက်တရားတော်ကိုနာအံသောငါကျောင်းတော်သို့လာကြကုန်၏ဤနည်းအားဖြင့်9ရက်ပတ်လုံးတရားစီကြီးကိုရိုက်တီးလျက်များစွာသောတိုင်းသူပြည်သားတို့အားအကျိုးတရားရစေကုန်၏သုံးလူထိုထာတပ်ပင်ညုမြတ်စွာဘုရားသည်တရားမြင်ဆောက်လုပ်ထားသောကျောင်းတော်၌ယသိညီနောင်နှင့်တကွမင်းမင်းမိဖုရားမူကြီးမတ်ရာအစရှိသောပရိသတ်တို့အားတရားရည်အမြိုက်စေးတိုက်ကြွေးပြီးမှမေစီမဒေသသို့ပြန်လဲကြွကာနီးတွင်ဒိဋ္ဌယသိအမှုရှိသောယသိများကမြတ်စွာဘုရားထံသို့ချီကပ်ပြီးဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားအရှင်ဘုရားပြန်လဲကြွမြန်းတော်မူပြီးနောက်ထာဝစဉ်ကိုးကွယ်နိုင်သောအရှင်ဘုရားကိုယ်စားတစုံတစ်ခုသောဝတ္ထုကိုပေးသနာပါဘုရားဟုတောင်းပန်သောအခါဥကောင်းတော်ကိုလက်ရလက်ဖြင့်သုံးသပ်တော်မူရာပါလာသောစံတော်ဓာတ်မြတ်ကိုယသိညီနောင်နှင့်တကွဘလူးညီနောင်နှစ်ဦးတို့အားနှစ်ဆူစီပေးသနာတော်မူလေသည်ဘုရားရှင်သည်ယသိတို့အားစံတော်မြတ်ကိုပေးသနာတော်မူပြီးကျောင်းတော်၌တရင်သုံးနေ၍9ရက်မြောက်သောနေ့တွင်ပြတ်သက်ရင်သားထင်900နှင့်မစ္စည်းမဒေသသို့ကောင်းငင်ခရီးဖြင့်ပြန်ကြွတော်မူလေ၏ယသိများနှင့်တရားမင်းလည်းမိမိနေရာဌာနသို့ပြန်လေကုန်၏တရားမင်းဖန်ဆင်းထားသောကျောင်းတော်ကြီးလည်းအလိုလိုကွယ်ပြောက်သွားလေတော့တည်းမဟာတက္ကရာ118ခုနှစ်တွင်အိုမင်းမဆွမ်းရှိနေပြီဖြစ်သောဒိဋ္ဌယသိကြီးသည်မိမိဇီဝိန္ဒြေပြည့်ကျွေသောမိကိုသိသည်နှင့်မိမိစံကြေကြား၌အမြဲထား၍ကိုးကွယ်သောမြတ်စွာဘုရား၏စံတော်ဓာတ်တော်နှစုကိုဇေဒီတည်ထားရန်အကြံဖြစ်လေသည်ထိုကြံကိုတရားမင်းသိလေရကယသိကြီးထံသို့ချီကပ်ပြီးယသိကြီးအလိုအတိုင်းဇေဒီတော်တည်ပါမည်အကြောင်းလျှောက်ထားတောင်းပန်လေလျင်ယသိကြီးကငါသည်မြတ်စွာဘုရား၏စံတော်မြတ်ကိုရသည့်အချိန်မှစ၍ငါ၏ဥကောင်းစံကြေထဲ၌ထဲ့ကာယနေ့တိုင်ကိုးကွယ်ခဲ့သည်ဇေဒီတည်ထားလိုပါကငါ၏ဥကောင်းတန်တန်နှင့်တူသောကြောက်လုံးကြီးတွင်ဌာပနာထား၍ဇေဒီတည်ပါလေဟုခွင့်ပေးတော်မူလေသည်တရားမင်းသည်ဒိဋ္ဌယသိကြီးထံမှစံတော်ဓာတ်ကို
ဇေဒီတီထားခွင့်ရပြီဟုတိတ္တဓမ္မတိဟရာဇာမင်းကြီးအားမှာကြားလေလျင်ဘုရင်ကြီးကများစွာသောဘိုးဘပရိသတ်ကိုချမ်းရန်လျက်လုံးတင်တောင်ယခုကြိုက်ထီယိုတောင်သို့ထွက်တော်မူလာလေ၏တရားမင်းလည်းရသေးကြီးဥကောင်းတန်တန်နှင့်တူသောကြောက်တုံးကိုပင်လယ်မှထုတ်ယူ၍လုံးတင်တောင်ယခုကြိုက်ထီယိုတောင်စွန်းတွင်တင်၍ရသေးကြီးအားပြလေသောရသေးကြီးနှစ်ချက်ရကကြောက်တုံးကိုထွင်း၍စံတော်နှစုကိုဌာပနာထားပြီးကြောက်တုံးပေါ်တွင်ဇေဒီငယ်တစုကိုဘုရင်ကြီးနှင့်အတူတည်လေ၏ဇေဒီတည်ထားပြီးလေသောရသေးကြီးလည်းပြန်တော်မူရှာလေ၏ရသေးကြီးဥကောင်းနှင့်တည်သောကြောက်တုံးကြီးပေါ်တွင်ဇေဒီတည်ထားသည်ကိုအစွဲပြု၍ဇေဒီကိုရသေးရွက်ထားသောဖေဟာကြိုက်ဣတိယိုဟုမွန်တို့ကခေါ်ဝေါ်ကြလေသည်ကာလာညောင်းလေသောကြိုက်ထီယိုဟုအစဉ်စဉ်ပြောင်းလဲ၍မြမစာတဝက်မွန်စာတဝက်ဟောဟာရပုံစံဖြင့်ခေါ်တွင်လာခြင်းဖြစ်ပေသည်ဤသည်မှာရှေ့လူကြီးသူမများပြောဆိုရေးသားထားသောကြိုက်ထီယိုဇေဒီတော်မြတ်ကြီး၏တမိုင်းပင်ဖြစ်ပါသည်